ပါကစ္စတန်နိုင်ငံကအာဖဂန်နစ္စတန်ရဲ့တာလီဘန်အစိုးရကိုစစ်ကြေညာလိုက်ကြောင်းသတင်းတွေထွက်ပေါ်လာနေပါတယ်။စစ်သားတွေကိုလည်းခွင့်ရယူခွင့်ပိတ်ပင်ထားပြီးပါကစ္စတန်နိုင်ငံအတွင်းရောက်ရှိနေတဲ့အာဖဂန်နိုင်ငံသားတွေကိုလည်းဖမ်းဆီးနေတယ်လို့သိရှိရပါတယ်။ဒါဟာပြိပခပိုဆိုးလာနိုင်တဲ့ဆိုတဲ့လက္ခဏာပါ။အာဖဂန်ဘက်ကနေပါကစ္စတန်နယ်စပ်တပ်ဖွဲ့တွေကိုတိုက်ခိုက်မှုအသစ်တွေပြန်လုပ်လာတာဟာပါကစ္စတန်ဘက်ကအာဖဂန်မျိုးကြီးတွေကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာပေါ့ပြန်လည်တုံ့ပြန်မှုဖြစ်ကြောင်းတာလီဘန်အစိုးရဘက်ကပြောလာပါတယ်။ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးကတော့လူမှုကွန်ရက်ပေါ်မှာကျွန်တော်တို့ရဲ့တီးခတ်နိုင်စွမ်းကအဆုံးသတ်သွားပါပြီ။အခုကစပြီးစစ်ဖြစ်ပြီးလို့ရေးသားခဲ့ပါတယ်။ပါကစ္စတန်ဘက်ကအာဖဂန်နစ္စတန်မျိုးကြီးတွေဖြစ်တဲ့မြို့တော်ကဘူးနဲ့ကန်ဒါဟာအပြင်နေရာတော်များများမှာလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။အာဖဂန်မြို့တော်မှာလေရင်တန်ပောက်ကွဲတန်တနက်တန်တွေ2 နာရီကျော်ကြားရကြောင်းသတင်းတွေကဆိုပါတယ်။ကန်ဒါဟာမြို့မှာလည်းလေရင်တန်တွေကြားရပြီးအဲ့ဒီမြို့ဟာတာလီဘန်ခေါင်းဆောင်တအူအခြေစိုက်ရာနေရာဖြစ်ပါတယ်။တာလီဘန်အစိုးရဘက်ကပါကစ္စတန်လေကြောင်းတိုက်ခိုက်မှုကိုအတည်ပြုပေမဲ့လူသေဆုံးမှုမရှိခဲ့ကြောင်းပြောပါတယ်။နောက်ပိုင်းမှာတာလီဘန်ပြောရေးဆိုခွင့်ရှိသူကနယ်စပ်တလျှောက်စစ်စင်ရေးကြီးပြန်လည်စတင်ကြောင်းကြေညာခဲ့ပါတယ်။တာလီဘန်အစိုးရပါကစ္စတန်နယ်စပ်စစ်ဆေးရေးစခန်းတစ်ခုနဲ့စစ်စခန်း19ခုကိုသိမ်းယူနိုင်ခဲ့ပြီးနောက်ထပ်4ခုကိုမိရှုဖျက်ဆီးခဲ့ကြောင်းပါကစ္စတန်စစ်သား55ဦးသေဆုံးခဲ့ကြောင်းဆိုပါတယ်။ဒါအပြင်ပါကစ္စတန်စစ်သားတချို့ကိုအသက်ရှင်လျက်ဖမ်းမိထားကြောင်းလည်းပြောထားပါတယ်။ဒါပေမဲ့ပါကစ္စတန်ဘက်ကတော့ဒီပြောဆိုချက်ကိုပယ်ချထားပါတယ်။တစ်ဖက်မှာပါကစ္စတန်ကလည်းအာဖဂန်ဘက်ကလူ133ဦးသေဆုံးပြီး200ကျော်ဒဏ်ရာရခဲ့ကြောင်းပြောထားပါတယ်။အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာနကတော့မြေပြင်စစ်စင်ရေးမှာမိမိတို့စစ်သား8ဦးသေဆုံးခဲ့ကြောင်းထုတ်ပြန်ထားပါတယ်။ဒီစစ်စင်ရေးတွေမတိုင်ခင်ကပါကစ္စတန်ဘက်ကလေကြောင်းတိုက်ခိုက်ခဲ့လို့အနည်းဆုံးအရက်သား73ဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။အခုချိန်ကနယ်စပ်ဒေသမှာတင်းမာမှုအလွန်မြင့်တက်နေပြီးနှစ်ဖက်စလုံးသေဆုံးဒဏ်ရာရမှုအရေးအတွက်ကိုငင်းချက်ထုတ်เสียကြေညာနေကြတာကြောင့်အခြေအနေကမတည်ငြိမ်သေးပါဘူး။အခုချိန်မှာတရားဝင်စစ်ကြေညာလိုက်တာကတော့တစ်ကမ္ဘာလုံးကရင်တထိတ်ထိတ်စောင့်ကြည့်ရမယ့်အခြေအနေပါ။